ဒီဆိုင်ရှင်ကတော့သူများနဲ့မတူအောင်ဘာရောက်ရမလဲစာစဉ်းစားရင်းနဲ့ဒီကြက်ဥမိခင်ကိုရောင်းပစ်ခဲ့တာပါဟုတ်ပါတယ်သူဆိုင်မှာဒီကြက်ဥမိခင်တစ်မျိုးရဲရောင်းတာပါဒီကြက်ဥမိခင်ရောင်းရင်းနဲ့ပဲသူဆိုင်ကထိုင်းလူမျိုးတွေကြားမှာနာမည်ကြီးလာခဲ့တာပါထိုင်းလူမျိုးတွေများတော့တော်တော်အလုပ်လုပ်တတ်ကြရဲ့စီလဲမကုံရေလဲမကုံမီးလဲသိမ့်မကုံတဲ့ဒီကြက်ဥကိုရိုးရိုးလေးမိခင်ပြီးရောင်းသွားတာပါသူ့ရဲ့ကြက်ဥမိခင်မှာပေါ့နော်အစက်လိုက်ခွဲထားတယ်ဟိုစကင်ကစားနွေးနွေးလေးလားဒါမှမဟုတ်လုံးဝမထင်နေအောင်ကြက်အောင်ကြက်တဲ့ထိကင်ထားလားပေါ့နော်ဒီမှာ level လိုက်ရွေးထားပါတယ်ကိုကနံပါတ်3ဆင့်စားခြင်းနဲ့ဆိုရင်3လို့ပြောလိုက်ရုံပါပဲသူတို့ကရွေးပေးပါတယ်ဒါဆိုရင်ပြပူနွေးနွေးလေးနဲ့စိတ်ရှည်လက်ရှည်ကြက်ဥခင်နေတာပါဒီကြက်ဥမိခင်ကိုဒီလိုပဲငံပြရေးလေးတွေနဲ့စားပါတယ်ညို့ကောင်းလဲထည့်စားပါတယ်ဒီနေရာမှာစားတွေပိုင်းညာရီတော့ထည့်မစားပါဘူးမြန်မာပြည်မှာတော့ပေါ့နော်ကြက်ဥပြုတ်ကိုစားနဲ့တူစားတာပေါ့နော်ဆိုင်မှာကြက်ဥပြုတ်လာစားဖို့အပြင်ပေါ့နော်ဒီလိုဓာတ်ပုံရိုက်ရှင်လို့လာကြတဲ့သူတွေကလည်းခက်များပါသူဆိုင်မှာကြက်ဥအပြင်ပေါ့နော်ဒီလိုကြက်ဥရောင်စုံလုံးလေးလည်းရှိပါသေးတယ်ဒါကဘာလေးတွေလဲဆိုတော့ဆေးပဲဥပါမြန်မာပြည်မှာတော့ဆေးပဲဥပေါ့နော်အခုကတော့စီးကြက်ဥပေါ့နော်ကြက်ဥကိုလှုပ်ထားတာမို့လို့ပါဒီဆေးကြက်ဥလေးတွေကတစ်လုံးကို15ဘတ်ပေးရပါတယ်ရိုးကြက်ဥပြုတ်ကတော့တစ်လုံးကို10ဘတ်ပေးရပါတယ်တစ်ခွက်မှာကြက်ဥနှလုံးပါတဲ့အတွက်ကြောင့်မို့လို့ပတ်20ပေးရပါတယ်ကြက်ဥမိခင်လေးတွေကိုပေါ့နော်စိတ်ရှည်လက်ရှည်ကိုရောင်းကြပါတယ်တကောင်တာမှာဝန်တန်းတယောက်တည်ထားပြီးတော့ကိုပေါ့နော်ကြက်ဥမိခင်လေးတွေကိုတခြားလေးရွေးပေးကြပါတယ်